ကျွန်တော်အဖေကကန်ဆန်းဆရာအယောင်ဆောင်အမေကနတ်ဝင်ဒီအယောင်ဆောင်မှာကျွန်တော်မိသားစုတစ်ခုလုံးကလိညာပြောဆိုပြီးအသက်မွေးဝမ်းကြောင်းလုပ်ကြတယ်ဒါပေမဲ့ကျွန်တော်ကတော့အမှန်တရားပဲပြောရမယ်ယောဂဆိုတစ်မျိုးဆွဲကပ်နေခဲ့တယ်အဖေကလူတစ်ယောက်ကိုကတွက်ပေးရင်မကြခင်တွေးထွက်တန်ယူကန်ဆိုးကြုံရမယ်လို့ပြောတယ်ကျွန်တော်ကတော့ချက်ချင်းပဲအဲ့ဒါတွေးထွက်တန်ယူမဟုတ်ဘူးမနေ့ကဝက်ချံကိုညှစ်မိလို့တွေးထွက်ထားတာလို့ထုတ်ဖော်ပြောလိုက်တယ်အမေကလည်းနတ်ဝင်ဒီလုပ်ပြီးဘိုးဘွားတွေဝင်စားလာပြီးလို့ငိုကြွေးအော်ဟစ်နေတယ်ကျွန်တော်ကအဲ့ဒါဘိုးဘွားဝင်စားတာမဟုတ်ဘူးလက်စွပ်ထဲမှာဖွက်ထားတဲ့ Bluetooth speaker ကအတန်ထွက်နေတာလို့ပြောချလိုက်တယ်နောက်ဆုံးတော့ကျွန်တော်ကိုတီးမခံနိုင်တော့တဲ့မိဘနှစ်ပါးကကျွန်တော်ကိုမိုင်ထောင်ချီဝေးတဲ့နေရာမှာရှိတဲ့ရှေးဟောင်းပစ္စည်းရောက်တဲ့ဝမ်းကွဲကိုစီပို့လိုက်ကြတယ်ဝမ်းကွဲအကူကပညာမတတ်အလုပ်လည်းမဖြစ်မြောက်တာကြောင့်သူတို့မိသားစုကအလုပ်ကူမဲ့သူတယောက်လိုချင်နေကြတာကျွန်တော်ရောက်လာတော့ဝမ်းသာအားရလက်ခံကြတယ်ဒါပေမဲ့ကျွန်တော်ရောက်လာခြင်းကသူတို့ကိုဘယ်လောက်ဒုက္ခရောက်စေမယ်ဆိုတာမသိခဲ့ကြဘူးမိသားစုအစ်စ်နဲ့အဆင်ပြေဖို့ကျွန်တော်စူးစမ်းပြီးကိုယ့်ယောဂကိုဖုံးကွယ်ထားခဲ့တယ်ဒါပေမဲ့ဘာမှမထူးခြားခဲ့ဘူးရောက်တဲ့ပထမနေ့မှာပဲဝမ်းကွဲအကူကဆိုင်ထဲကအပြားဖြူချွေပန်းကန်တစ်လုံးကိုယူပြီးပြုံးရည်ကပြောတယ်ညီလေးရေဒီပကံကိုမင်းကိုပေးမယ်ငါတို့မိသားစုရဲ့အမွေနှစ်ပဲကန်ရှိခစ်ကတော်ဝင်မိဖို့ထုတ်ပစ္စည်းဒီအပြားရောင်ပကြီးဒီမြေသားဒီကန်ကျမအရှင်ကိုကြည်စမ်းပါဦးမင်းထင်တာဘယ်လောက်တန်မလဲကျွန်တော်ပကံကိုယူလိုက်ပေမဲ့သူမျောလင့်ထားတဲ့အံ့ဩဝမ်းသာမှုမျိုးမရှိဘူးမထိန်နိုင်ပဲပကံကိုလှန်ကြည့်ပြီးအောက်ခြေကစာတန်းကိုညှို့ပြလိုက်တယ် Made in China စက်ထုတ်ပစ္စည်း microwave 3ရန်တင့်တော်သည်ဒီပကံက2ယွမ်တန်နဲ့ဆိုင်မှာ1.5ယွမ်နဲ့ရောင်းတယ်မင်းဝယ်ခဲ့တဲ့နှစ်ယွမ်ဆိုင်ကဒီကနေ3ကီလိုမီတာလောက်ဝေးတယ်တက္ကစီခ12ယွမ်ကျတယ်အားလုံးပေါင်းရင်မင်း10.5ယွမ်လောက်အရှုံးပေါ်ထားတယ်ဝမ်းကွဲကိုရဲ့အပြုံးကချက်ချင်းတောင့်ခဲသွားတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ယောဂကတာမန်မဟုတ်ဘူးဆိုတာသူသိသွားခဲ့တယ်ညစာစားချိန်ရောက်တော့ဝမ်းကွဲအကူကကျွန်တော်ကိုတတိကြီးကြီးနဲ့ကြည့်နေတယ်ဦးလေးနဲ့အတော်ကတော့စိတ်အားထက်သန်စွာဟင်းတွေခတ်ပေးနေကြတယ်ဒီဝက်နံရိုးချင်ချိုကိုစားကြည့်မင်းအကူအကြိုက်ဆုံးပဲကျွန်တော်တတုံးယူစားလိုက်တာနဲ့မထိန်နိုင်ပဲပြောမိပြန်တယ်တကြားများသွားတယ်ရှာလက်ကရေနေသွားတယ်ဝက်နံရိုးကိုရေဖြောထားတဲ့အချိန်မလုံလောက်လို့အနက်နည်းနည်းနန်တယ်အတော်ရဲ့ဟင်းခတ်နေတဲ့လက်ကလေထဲမှာပဲရက်သွားတယ်ဦးလေးကအမြန်ဝင်ပြောတယ်ဒီကောင်လေးကအစားအသောက်ရွေးလွန်းတာပဲလားဒီငါးကိုစားကြည့်လက်ဆက်တယ်ဒါပေမဲ့ငါးကိုမြေးလိုက်တာနဲ့ကျွန်တော်ထပ်ပြောမိပြန်တယ်ဒီငါးတေတာအနည်းဆုံး3ရက်ရှိပြီချက်ချင်းပဲစပွဲပေါ်ကလေတုကအိတ်ခဲသွားတယ်ဝမ်းကွဲကိုတယောက်ပဲခေါင်းငုံပြီးထမင်းစားနေတယ်ဒီမိသားစုကကျွန်တော်ဟာတာမန်ကောင်မဟုတ်ဘူးဆိုတာစတင်သဘောပေါက်လာကြတယ်ဒါပေမဲ့ရှေးဟောင်းပစ္စည်းဆိုင်မှာဖြစ်ပျက်ခဲ့တာတွေကသူတို့ကိုပိုပြီးခေါင်းကိုက်စေခဲ့တယ်တနေ့မှာဝက်ကောင်းစားလာဝတ်ထားတဲ့ဧည့်သည်တယောက်ကဟေချန်ကြောက်စိမ့်တုံးတုံးယူလာပြီးဦးလေးကိုစစ်ဆေးခိုင်းတယ်ဦးလေးကမှန်မလူနဲ့အချိန်တော်တော်ကြာကြည့်နေတော့ကျွန်တော်ကတော့မထိန်နိုင်တော့ဘူးဦးလေးအဲ့ဒါဟေချန်ကြောက်စိမ့်မဟုတ်ဘူးဆေးရောင်ဆိုးထားတဲ့ကြောက်တုံးမဲ့တန်ဖိုးမရှိဘူးဧည့်သည်ရဲ့မျက်နှာကစိမ့်သွားတယ်ဦးလေးရဲ့မျက်နှာကမဲသွားတယ်အဲ့ဒီဧည့်သည်ထွက်သွားပြီးမကြခင်မှာပဲယဉ်ကျေးမှုချစ်ဟန်ဆောင်တဲ့တထေးတယောက်ရောက်လာတယ်သူကတန်ဖိုးဟူရဲ့မူရင်းလက်ရဆိုတဲ့ပကြီးကတစ်ချက်ထုတ်ပြပြီးကြွားဝနေတယ်ဦးလေးနဲ့ဝမ်းကွဲအကူကပကြီးကိုဝိုင်းချီကျူးနေကြတယ်လက်ရအရန်ကောင်းတယ်အတိတ်ပဲကလည်းနက်နေတယ်ဒါပေမဲ့ကျွန်တော်ကတစ်ချက်ကြည့်လိုက်ရုံနဲ့မထိန်နိုင်ပဲပြောလိုက်တယ်ဒီပကြီးသုံးထားတဲ့စက်ကူကပြီးခဲ့တဲ့အပတ်ကမှထုတ်လုပ်ထားတာတစ်စိတ်တုံးကလည်းကွန်ပျူတာလေဆာစက်နဲ့ထွင်ထားတာအရေးကြီးတာကဘသူကများတန်ဖိုးဟူရဲ့ပကြီးကားမှာရိုးရှင်းတရုပ်စာ Simplified Chinese ရေးထားတာမြင်ဘူးလို့လေဒီစကားထွက်သွားတာနဲ့ဦးလေးနဲ့ဝမ်းကွဲကိုရဲ့မျက်နှာတွေမဲမောင်သွားတယ်ကျွန်တော်ကတော့ပါဇက်ကိုလက်နဲ့ပိတ်ပြီးအရှက်တကွဲနဲ့ဘေးမှာရက်နေခဲ့တယ်အဲ့ဒီအချိန်မှာသူတို့လည်းကျွန်တော်ရဲ့အမှန်တရားပဲပြောရမယ်ယောဂကတကယ်ကိုတာမန်မဟုတ်ဘူးဆိုတာသဘောပေါက်လာကြတယ်မကြခင်မှာပဲရှေးဟောင်းပစ္စည်းဆိုင်ထဲမှာလူစကားမပြောတတ်တဲ့ထူးဆန်းတဲ့ကောင်လေးတယောက်ရှိတယ်ဆိုတဲ့သတင်းကလမ်းအောင်တစ်လျှောက်ပြန့်နှံ့သွားတယ်ရလက်ကတော့ဆိုင်ရဲ့စီးပွားရေးချက်ချင်းကျဆင်းသွားတာပဲနောက်ဆုံးဦးလေးကအိမ်တွင်းစည်းဝေးခေါ်လိုက်တယ်ရန်ကျမ်းမင်းတကယ်ပဲရှောက်မပြောလို့မရဘူးလားမရဘူးဦးလေးကျွန်တော်ယောဂကအဲ့ဒီလိုပဲအတူအယောင်တွေတွေ့ရင်မပြောဘဲမနေနိုင်ဘူးဘာယောဂလဲကွာငါတခါမှမကြားဘူးအခုမှနားလဲပြီးမင်းအဖေနဲ့အမေကမင်းကိုဘာလို့ငါတို့စီပို့လိုက်တာလဲဆိုတာငါထင်တာတော့မင်းကတမင်တကာလာဖြက်စီးနေတာပဲဒီစကားကြားလိုက်ရတော့ကျွန်တော်ရင်ထဲမှာအယံဝမ်းနေသွားတယ်အဲ့ဒီလိုစကားမျိုးကိုကျွန်တော်မိဘတွေလည်းမကြာခဏပြောခဲ့ဘူးတယ်ဒီအမှန်ပဲပြောရတဲ့ယောဂကြောင့်ကျွန်တော်မိသားစုပျက်စီးခဲ့ရပြီးသားအခုလည်းမိသားစုအစ်စ်ကိုထပ်ပြီးဖျက်ဆီးရတော့မလားဦးလေးကသူ့စကားတွေပြင်းထန်သွားမှန်သဘောပေါက်သွားပြီးတပြင်းချလိုက်တယ်ဒါပဲဖြစ်ဖြစ်မင်းပါဇက်ကိုထိမ့်ဖို့ကြိုးစားပါကွာဒါပေမဲ့ကျွန်တော်မှဘာမှမတတ်နိုင်ဘူးအမှန်တရားကိုမပြောဘဲမနေနိုင်တာပဲအဲ့ဒီညမှာဦးလေးနဲ့အတော်ရန်ဖြစ်နေတဲ့အတန်ကိုကြားလိုက်ရတယ်သူ့ကိုပြန်ပို့လိုက်ရအောင်လားဒီလိုသာဆက်သွားရင်ငါတို့တမိသားစုလုံးငတ်တော့မယ်ဒါပေမဲ့သူမိဘတွေတောင်မကြည့်ရှုတော့ဘူးငါတို့ပါမကြည့်ရင်ဒီကလေးကိုဘယ်သူကြည့်မှာလဲကျွန်တော်အဲ့ရပေါ်မှာလှည့်ပြီးတိတ်တဆိတ်မျက်ရည်ကျနေခဲ့တယ်ဒီယောဂကြောင့်နောက်ထပ်အိမ်တစ်လုံးကိုထပ်ဆုံးရှုံးရတော့မယ်နောက်တနေ့မနက်မှာအိမ်ထဲကအခြေအနေကအရန်ဖိအားများနေတယ်နောက်ဆုံးတော့သူတို့ကကျွန်တော်ကိုအိမ်ပြန်ပို့ဖို့ဆုံးဖြတ်လိုက်ကြတယ်ဆိုင်တော်မဖွင့်တော့ပဲကားငါ့ဖို့အမြန်စီစဉ်နေကြတယ်ကျွန်တော်ကားပေါ်တက်ပြီးထွက်ခွာတော့မယ့်အချိန်တကားဝါကနေအတန်ထွက်လာတယ်ဟေ့ရန်သူသေးဒီနေ့ဘာလို့ဆိုင်မဖွင့်တာလဲကားပြတင်းပေါက်ကနေကြည့်လိုက်တော့တရုတ်ရိုးရဝစ်စုံဝတ်ထားတဲ့ဝါဝဖူကိုအဖိုးကြီးတယောက်ဖြစ်နေတယ်မျက်နှာမှာပြုံးဖြီးဖြီးနဲ့လက်ထဲမှာလည်းလှပတဲ့တစ်သားတစ်လုံးကင်ထားတယ်သူကဆိုင်ရဲ့ဖောက်သေးဟောင်းတယောက်လူတွေကသူ့ကိုကျန်းတဝက်မျိုးလို့ခေါ်ကြတယ်ဆိုလိုတာကမျိုးတွေကရှေးဟောင်းပစ္စည်းတဝက်လောက်ကသူ့လက်ကတဆင့်ဖြစ်ပြီးမှအပြင်ကိုထွက်ရတယ်ဆိုတဲ့အဓိပ္ပာယ်ပဲအရန်ပါနဲ့တဲ့လူတယောက်ဦးလေးကသူ့ကိုမြင်တာနဲ့အပြုံးတွေစုပြီးကြိုဆိုလိုက်တယ်ကျန်းသူသေးဒီနေ့ဘယ်လေကတိုက်လာတာလဲကျန်းတဝက်မျိုးကလက်ထဲကတစ်တာကိုမြောက်ပြလိုက်တယ်မင်းစီကန်ကောင်းချင်းလာပို့တာပေါ့ပြီးတော့တစ်တာကိုဖွင့်လိုက်တယ်
ထဲမှာတော့စိမ့်မြနေတဲ့ကြောက်စိမ့်လက်ကောက်တစ်ခွင်းရှိနေတယ်တစ်ချက်ကြည့်ုံနဲ့တာမန်ပစ္စည်းမဟုတ်ဘူးဆိုတာသိတာတယ်ဦးလေးကချက်ချင်းသူ့ကိုဆိုင်ထဲဖိတ်ခေါ်လိုက်တယ်ဒါပေမဲ့ကျွန်တော်ကအဲ့ဒီလက်ကောက်ကိုမြင်တာနဲ့စိတ်ထဲမှာမတက်မတာဖြစ်လာတယ်တခုခုမှားနေတယ်လို့ခံစားရတယ်ဒါကြောင့်ကားပေါ်ကအမြန်ဆင်းပြီးဆိုင်ထဲပြန်ဝင်လိုက်တယ်ကျန်းတဝက်မျိုးကဂုံယူဝင့်ကြွားစွာပြောနေတယ်ရန်တထေးမင်းမျက်စိဖွင့်ကြည့်လိုက်စမ်းဒါကိုငါရဲ့ဝမ်းကွဲတူတယောက်စောက်လုပ်ရေးလုပ်ငန်းခွင်မှာတူးတွေ့ခဲ့တာသူကဘာမှနားမလဲတော့ငါ့ကိုခေါ်ပြတယ်ငါအဲ့ဒီနေရာကိုရောက်သွားတော့မြင်ကွင်းအရာအရင်ခေတ်မင်းသမီးတယောက်ရဲ့တင်ကြိုင်ဖြစ်နိုင်တယ်လို့ထင်မိတယ်ဒါကြောင့်ချက်ချင်းယွန်း1000ပေးပြီးဝယ်လိုက်တာကြည်စမ်းပါဦးဒီပစ္စည်းဘယ်လောက်တန်မဲ့ထင်လဲဦးလေးကလက်ကောက်ကိုယူပြီးတေချာစစ်ဆေးတယ်စစ်ကြည့်ရင်သူ့မျက်လုံးထဲမှာလောဘအရိပ်တွေပေါ်လာတယ်ဘေးကဝမ်းကွဲအကူကတော့မထိန်နိုင်တော့ဘူးနှစ်ချက်သုံးချက်ကြည့်ပြီးអော်လိုက်တယ်အဖေဒါကဒနာရီတဲကအေဂရစ်အစိမ်းကြောက်စိမ်းဖြစ်မယ်ထင်တယ်အ ਨੇ ဆုံးယွန်း1000တော့တန်တယ်ကျန်းတဝက်မျိုးကရေမောလိုက်တယ်1000အဲ့ဒီထက်တောင်ပိုတန်တယ်ရန်တထေးငါတို့ကမိဟောင်းဆွေဟောင်းတွေပါလှည့်ပတ်မပြောတော့ဘူးငါအရေးတကြီးငွေလိုနေလို့ရွှေ8သိန်းပေးဒီပစ္စည်းကိုမင်းယူသွားလိုက်ဦးလေးရဲ့မျက်လုံးတွေတောက်ပသွားတယ်လောဘရောင်ကြီးကိုဖုံးတော့မဖုံးနိုင်တော့ဘူးဒါပေမဲ့ကျွန်တော်ရင်ထဲကမတက်မတာခံစားချက်ကပိုပိုကြီးလာတယ်မဟုတ်သေးဘူးလုံးဝမဟုတ်သေးဘူးဦးလေးကစိတ်ဝင်စားနေပေမဲ့ကိုကိုထိမ့်ပြီးပြောတယ်ရွှေ8သိန်းဟုတ်လားကျန်းတထေးနောက်နေတာလားကျန်းတဝက်မျိုးကရဲပြီးပြန်ဖြေတယ်ဒီကြောက်စိမ့်ရဲ့အယောင်သွေးနဲ့အရေးသွေးကိုကြည့်ပါဦးရွှေ8သိန်းထက်ပိုတန်တာပေါ့ဟာဟာဟာရန်သူထေးဆိုတာရန်သူထေးပဲနော်ခမ မျက်စိကိုလှည့်စားလို့မရဘူးဒါဆိုယွန်း6သိန်းဆိုရင်ရောဘယ်လိုလဲကျွန်တော်တော့အရှုံးကြီးခံရပြီပေါ့ဗျာဦးလေးကတော့ဘာမှမတုံ့ပြန်ပဲကြောက်စိမ့်လက်ကောက်ကိုသာစိုက်ကြည့်ရင်တပြင်းချနေတယ်ယွန်း9သိန်းဒီထက်တော့မလျှော့နိုင်တော့ဘူးမဟုတ်ရင်မိတ်ဆွေတောင်ဆက်လုပ်လို့မရတော့ဘူးကောင်းပြီယွန်း9သိန်းပဲမိမကြီးကျန်းသူထေးရဲ့အကောင့်ထဲကိုယွန်း9သိန်းချက်ချင်းလွှဲလိုက်တော့အတော်ကလည်းမဆိုင်မတော့ပဲဖုံးထုတ်ပြီးငွေလွှဲဖို့ပြင်လိုက်တယ်ဦးလေးရဲ့စိတ်ထဲမှာတော့ပျော်ရွှင်နေပြီယွန်း9သိန်းနဲ့ဝယ်ပြီးပြန်ရောင်းလိုက်ရင်အနည်းဆုံး2ဆအမြတ်ရမှာပဲအတော်ကငွေလွှဲဖို့စကဝတ်တောင်ရိုက်ထည့်နေပြီဒါပေမဲ့ဘေးမှာရက်နေတဲ့ကျွန်တော်ကတော့စိုးရိမ်စိတ်နဲ့ရင်တုန်နေတယ်ဒီကိစ္စထဲမှာတေချာပေါက်လက်ကွက်ရှိတယ်ဒါပေမဲ့အခုချိန်ထိဘာလက်ကွက်လဲဆိုတာမမြင်နိုင်သေးဘူးခဏလေးအတော်ငွေမလွှဲသေးနဲ့အတော်ကချက်ချင်းလက်ရက်လိုက်တယ်ဦးလေးကဒေါသထွက်သွားပြီးမင်းကောင်လေးဘာလို့မသွားသေးတာလဲဒီနေ့တော့လုံးဝပြဿနာမရှာနဲ့နော်ဦးလေးကျွန်တော်ကိုယုံမာဒီထဲမှာပြဿနာရှိတယ်ဝမ်းကွဲအကိုတို့မိသားစုနဲ့ကျန်းတဝက်မျိုးတို့အားလုံးစိတ်တူသွားကြတယ်မင်းကိုရှောက်မပြောနဲ့လို့ပြောထားတယ်မဟုတ်လားဘာပြဿနာရှိရမှာလဲကျန်းတဝက်မျိုးကလည်းပြောတယ်ဟုတ်တာပေါ့လူငယ်လေးရဲ့ဒီဟာကိုကျွန်တော်ကိုယ်တိုင်စောက်လုပ်ရင်းနေရာကနေဝယ်လာတာမြေကြီးတဲကတူးထုတ်လာတာတေးချတယ်ဘာပြဿနာရှိနိုင်မှာလဲကျွန်တော်သတိပေးတယ်တော့မနှောက်ယှက်နဲ့မိမကြီးမြ мян ငွေလွှဲပြီးဒီရောင်းဝယ်ကိုအပိတက်လိုက်တော့မလုံနဲ့ငွေမလွှဲနဲ့ကျွန်တော်ကိုယုံပါဒီထဲမှာပြဿနာကြီးကြီးရှိတယ်ဦးလေးကអော်လိုက်တယ်မင်းကိုယုံရမယ်မင်းဒီရဲ့ပိုင်ငါတို့မိသားစုကိုဒုက္ခပေးလာတာဘယ်လောက်ရှိပြီလဲကျန်းသူထေးနဲ့ငါကမိတ်ဆွေဟောင်းတွေဒီထဲမှာဘာပြဿနာရှိနိုင်မှာလဲအားလုံးသိကြတယ်ကျွန်တော်လည်းမပြောနိုင်ဘူးကျွန်တော်ပြဿနာရှိရဆိုရင်တေချာပေါက်ရှိတာပဲကျန်းတဝက်မျိုးကနှာခေါင်းရှုံပြီးပြောတယ်ဘသူသိမှလဲမင်းအမှန်ပဲပြောတယ်ဆိုတာဟန်ဆောင်နေတာမဟုတ်ဘူးလို့ပြီးတော့ဦးလေးကိုလှည့်ပြောတယ်ထားလိုက်ပါဗျာခလေးကနားမလဲလို့ရှောက်ပြောနေတာပါခင်မင်မှုမပြတ်စေနဲ့ငွေကိုသာလွှဲလိုက်ပါဒီအချိန်မှာဝမ်းကွဲအကိုတို့မိသားစုကငွေကြောက်မျက်စိကန်းနေကြပြီအတော်ကငွေလွှဲတော့မဲ့အချိန်မှာကျွန်တော်ရင်ထဲမှာစိတ်လှုပ်ရှားမှုအထွတ်ထိပ်ရောက်သွားတယ်ရုတ်တရက်အရာအလုံးကိုနားလည်သွားတယ်ဒီလက်ကောက်ကဖန်ခွက်နဲ့လှုပ်ထားတာအထဲကအစိမ်းရောင်ကဆေးရောင်ပဲခမ လက်ပေါ်ကမြေကြီးကမနေ့ကမြို့ပြင်ကလီမီသားစုဥယျာဉ်တွေကတူးလာတာခမပြောတဲ့ဝမ်းကွဲတူဆိုတာလေခမငှားထားတဲ့လူလိမ့်မယ်အခုတောင်လမ်းတစ်ဖက်ကလက်ဖက်ရည်ဆိုင်မှာထိုင်ပြီးခမသတင်းကိုစောင့်နေတယ်ကျွန်တော်တစ်ချက်တည်းအားလုံးပြောထုတ်လိုက်တယ်လူ၄ယောက်စလုံးအန်အော်ဘီရက်တန့်သွားကြတယ်ကျန်းတဝက်မျိုးရဲ့မျက်နှာအယောင်ကလည်းချက်ချင်းပြောင်းသွားတယ်မင်းကောင်လေးပုံမြင်တွေတော်တော်ဖွဲ့တတ်တာပဲဒါပေမဲ့ဝမ်းကွဲအကိုတို့မိသားစုကတော့ကျွန်တော်စကားကိုမယုံကြသေးဘူးကျွန်တော်ကချက်ချင်းဦးလေးလက်ထက်ကလက်ကောက်ကိုလူယူလိုက်တယ်ရှောင်းချမ်းဘာလို့မလို့လဲအားလုံးရဲ့အာယုံကကျွန်တော်စီရောက်လာတယ်အတော်ရဲ့ငွေလွှဲနေတဲ့လက်လဲရက်သွားတယ်ရှောင်းချမ်းမင်းဒီလောက်တောင်ငါတို့မိသားစုကိုမကောင်းစေချင်တာလားအစကတည်းကမင်းကိုလက်မခံခဲ့တင်ဘူးတားရီမမိုက်မဲနဲ့လက်ကောက်ကိုပြန်ပေးလိုက်မင်းဒီမှာနေချင်းရင်နေပါငါတို့မင်းကိုပြန်မပို့တော့ဘူးဒါပေမဲ့ကျွန်တော်ကသူတို့စကားကိုဂရုမစိုက်ပဲလက်ကောက်ကိုမြေကြီးပေါ်အားကုန်ပစ်ခွဲလိုက်တယ်ခွန်းမယုံရင်ကိုယ်တိုင်ကြည့်ကြမလုံနဲ့ဝမ်းကွဲအကိုတို့မိသားစုကအလင်းမြန်ပြေးလာပြီးအစိတ်စိတ်အမွားမွားဖြစ်နေတဲ့လက်ကောက်ကိုကောက်ကြည့်တယ်တစ်ဖက်မှာတော့ကျန်းတဝက်မျိုးကလှည့်ပြေးဖို့ကြိုးစားနေပြီကျွန်တော်ကချက်ချင်းလမ်းပိတ်လိုက်တယ်ကျန်းသူထေးဘယ်သွားမလို့လဲဝမ်းကွဲအကိုတို့မိသားစုကလက်ကောက်ပိုင်းစတွေကိုကြည့်ပြီးအမှန်ကိုသိသွားကြတယ်အဲ့ဒီလက်ကောက်ကတကယ်ပဲဖန်ခွက်နဲ့လှုပ်ထားတာဖြစ်နေတယ်ဒါဆိုကျွန်တော်ပြောခဲ့သမျှအကုန်လုံးအမှန်ပဲကျန်းတဝက်မျိုးကလည်းဒီနေ့သူအဖမ်းခံရတော့မယ်ဆိုတာသိသွားပြီသူ့ရဲ့အစီအစဉ်ကဝမ်းကွဲအကိုတို့စိုင်စည်းပွားရေးမကောင်းတာကိုအခွင့်ကောင်းယူပြီးငွေရှာခြင်းစိတ်နဲ့လောဘတက်နေတဲ့အချိန်မှာလိမ်လည်ဖို့ပဲဒါပေမဲ့လမ်းတစ်ဝက်မှာကျွန်တော်ဆိုတဲ့အနှောက်အယှက်ပေါ်လာခဲ့တယ်ဦးလေးကချက်ချင်းရဲတိုင်ပြီးသူ့ကိုဖမ်းခိုင်းလိုက်တယ်ပြီးတော့ဦးလေးအတော်နဲ့ဝမ်းကွဲအကိုတို့၃ယောက်ကျွန်တော်နာရောက်လာကြတယ်
သူတို့ကအားနာစွာခေါင်းငုံပြီးပြောတယ်ရှောင်းချမ်းတောင်းပန်ပါတယ်ကွာငါတို့မင်းကိုအဲ့ဒီလိုမပြောသင့်ဘူးမင်းကိုလည်းမယုံသင့်ခဲ့ဘူးမင်းသာငါတို့နဲ့ဆက်နေချင်သေးရင်ဒီမှာပဲနေပါကွာကျွန်တော်ခေါင်းနှိပ်လိုက်တယ်ကြောက်စိမ့်လက်ကောက်ကိစ္စပြီးသွားပြီးနောက်ကျွန်တော်လည်းသဘောပေါက်လာခဲ့တယ်ကျွန်တော်ရဲ့ယောဂဆိုးဆိုတာတကယ်တော့ယောဂမဟုတ်ဘူးအဲ့ဒါကစီးမြင့်တစ်ခုလိုအလုပ်လုပ်တဲ့ထူးခြားစွမ်းရည်တစ်ခုပဲဘယ်အရာကိုပဲရင်ဆိုင်ရရင်ဖြစ်ဖြစ်ကျွန်တော်ကအမှန်တရားကိုပဲပြောနိုင်တယ်အကြောင်းရင်းကိုကိုယ်တိုင်မသိရင်တော့အဖြေကိုသိတယ်လို့ပြောထွက်လာတတ်တယ်ဒါတွေမကဘူးအခုနောက်ပိုင်းကျွန်တော်ရဲ့စိတ်နေစိတ်ထားကလည်းပိုပြီးယုံကြည်မှုရှိလာတယ်အရာအလုံးကိုထိန်းချုပ်ထားနိုင်တယ်လို့ခံစားရတယ်ပြီးတော့ဒီစွမ်းရည်ကဝမ်းကွဲကိုရဲ့ရှေးဟောင်းပစ္စည်းလုပ်ငန်းမှာပိုပြီးအသုံးဝင်နိုင်တယ်အရေးကြီးဆုံးကတော့ကျွန်တော်ကိုအမှန်တကယ်ချစ်တဲ့မိသားစုတစ်ခုကိုရရှိနိုင်မယ်လို့ခံစားလာရတယ်ကြောက်စိမ့်လက်ကောက်ဖြစ်ရပြီးတဲ့နောက်ကျွန်တော်ရဲ့အိမ်တွင်းအဆင့်တန်းလည်းပြောင်းလဲသွားတယ်ဦးလေးနဲ့အတော်ကကျွန်တော်ကိုပြဿနာပဲရှာတတ်တဲ့ကလေးတစ်ယောက်လိုမမြင်တော့ဘူးဝမ်းကွဲအကူကလည်းကျွန်တော်အပေါ်မကြိုက်တဲ့စိတ်တွေညှော်နေသွားပြီးစိတ်ဝင်စားမှုတွေတိုးလာတယ်သူကမကြာခဏပစ္စည်းတွေထုတ်လာပြီးစမ်းတက်တော့တယ်ညီလေးဒီနှာခေါင်းဆေးဘူး snuff bottle ကိုဘယ်လိုထင်လဲအတူဖန်ခွက်နဲ့လှုပ်ထားတာဒါဆိုဒီချင်းညီတင်ကားပြားကရောရှေးဟောင်းဆိုပြီးပြောထားပေမဲ့အတူပဲပြီးခဲ့တဲ့လကမှလှုပ်ထားတာဒါလေးကတော့တေချာပေါက်အစ်စ်ပဲငါဈေးကြီးပေးဝယ်ထားတာအစ်စ်တော့အစ်စ်ပဲဝမ်းကွဲအကူမျက်လုံးတောက်သွားတယ်တကယ်လားတကယ် CO ပါဝမ်းကွဲအကူဟာမိမိကိုယ်ကိုတန်တရားဝင်တဲ့အခြေအနေနဲ့နစ်မြုပ်သွားတော့တယ်ကျွန်တော်လည်းအဲ့ဒီအချိန်မှာဦးလေးကသူ့ကိုဘာလို့ပညာမတတ်ဘူးလို့ပြောတာလဲနားလည်သွားခဲ့တယ်နောက်တနေ့မနက်စောစောနေတော့မထွက်သေးခင်မှာပဲဝမ်းကွဲအကူကကျွန်တော်ကိုအိယာကဆွဲနှုတ်လိုက်တယ်ပြီးတော့စွန့်ပစ်ထားတဲ့ဈေးဟောင်းတစ်ခုစီခေါ်သွားတယ်ညီလေးမင်းကိုပျော်စရာကောင်းတဲ့နေရာတစ်ခုခေါ်လာတာဒီနေရာကငါတို့မြို့မှာနာမည်ကြီးဆုံးတရေဈေးပဲမိုးမလင်းခင်ဖွင့်တဲ့နေထွက်တာနဲ့ပျောက်သွားတယ်ဒီမှာရှေးဟောင်းပစ္စည်းလမ်းဘေးဆိုင်တွေအများကြီးရှိတယ်အကုန်လုံးပစ္စည်းကောင်းတွေကြီးပဲကျွန်တော်သိလိုက်တယ်ဝမ်းကွဲအကူကကျွန်တော်ကိုလူလှုပ်ရှားနိုင်တဲ့လိန်ညာစစ်ဆက် human lie detector တစ်လုံးလို့သုံးချင်နေတာပဲဒါပေမဲ့ကျွန်တော်လည်းသူနဲ့ပိုရင်းနှီးချင်တာကြောင့်သဘောတူလိုက်တယ်ဒါပဲဖြစ်ဖြစ်ကျွန်တော်စွမ်းရည်ကကျွန်တော်ကိုထိခိုက်စေတာမှမဟုတ်တာမနက်ခင်းတစ်ခုလုံးရှောက်ကြည့်ပြီးတဲ့အခါဝမ်းကွဲအကူရဲ့မျက်နှာကပူပူမဲလာတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ရဲ့စွမ်းရည်အရာဒီရှေးဟောင်းပစ္စည်းဈေးထဲမှာအစ်စ်တစ်ခုတော့မရှိဘူးအားလုံးအတုတွေကြီးပဲဒါပေမဲ့နောက်ဆုံးမှာတော့တန်တိုတန်ဆဆူပုံရောင်းနေတဲ့ဆိုင်တစ်ဆိုင်ကိုတွေ့လိုက်တယ်ဆိုင်ရှင်ကတန်ပိုင်းစာကြီးတစ်ခုအပေါ်မှာထိုင်နေတယ်အခြားသူတွေအတွက်တော့အဲ့ဒါကတန်မိုက်ပဲဒါပေမဲ့ကျွန်တော်ကတစ်ချက်ကြည့်လိုက်တာနဲ့သိလိုက်တယ်အဲ့ဒါကအစ်စ်အမှန်ရတနာပဲဝမ်းကွဲအကူကချက်ချင်းသွားဝယ်တယ်အဲ့ဒီတန်လုံးအပါဝင်တန်အမိုက်တစ်ပုံလုံးကိုဝယ်ပြီးအိမ်ပြန်လာခဲ့ကြတယ်အိမ်ရောက်တာနဲ့တကားပိတ်လိုက်ပြီးတန်လုံးကိုတေချာတန်ရှင်းရေးလုပ်တော့တယ်တဖြည်းဖြည်းနဲ့တန်လုံးရဲ့ပုံစံမှန်ပေါ်လာတယ်အဲ့ဒါကအနက်ရောင်တောက်ပြောင်နေတဲ့ကြောက်တုံးတုံးဖြစ်နေတယ်မျက်နှာပြင်ကကလေးသားရေလိုမူးညံ့ချုံမွေတယ်အပေါ်မှာတော့ကျွန်တော်တို့နှစ်ယောက်လုံးမဖတ်တတ်တဲ့စာလုံးတချို့ထွင်းထားတယ်ဝမ်းကွဲအကူကအရင်မြစ်ကိုမသိပေမဲ့ဒီကြောက်တုံးကတာမန်မဟုတ်ဘူးဆိုတာသိတယ်သူကစိတ်လှုပ်ရှားစွာပြောတယ်ညီလေးငါတို့ဒီတခါတော့တကယ်ယတနာကောင်းမိပြီထင်တယ်ကျွန်တော်လည်းအယံပျော်သွားတယ်ဒီကြောက်တုံးတာတံမိုးကြီးရင်ကျွန်တော်ဒီမိသားစုတွေကိုအပြည့်အဝဝင်ဆက်နိုင်တော့မယ်ဒါပေမဲ့ကျွန်တော်တို့ဘယ်သူမှမထင်ထားတာတခုရှိတယ်ဒီကြောက်တုံးကကျွန်တော်တို့စီကိုပြဿနာကြီးတစ်ခုယူဆောင်လာတော့မှာပဲကြောက်တုံးရဲ့ဇင်းမြစ်ကိုတီးဖို့အတွက်ဝမ်းကွဲအကူကကျွန်တော်ကိုပြည်နယ်မြို့တော်စီခေါ်သွားတယ်အဲ့ဒီမှာကျိုးဖိုးကြီးဆိုတဲ့ယတနာကဲဖြတ်ပညာရှင်ရှိတယ်သူကပြည်နယ်တစ်ခုလုံးမှာနာမည်ကြီးဆုံးပညာရှင်ပဲဒါပေမဲ့သူကကျွန်တော်တို့ကိုမကြိုးဆိုချင်ဘူးကျွန်တော်တို့ကိုအခန်းထဲမှာထိုင်ခိုင်းထားပြီးတော်တော်ကြာမှထွက်လာတယ်တမင်တကာအိမ်ထိန်းနဲ့စကားကြဲကြဲပြောနေတယ်ဟင်းစင်းရဲသားတွေမှာဘာကောင်းတဲ့ပစ္စည်းရှိမှလဲလူတွေကတညာတဲ့တထေးဖြစ်ဖို့အိမ်မက်မက်နေကြတာပဲငါအချိန်ကိုအလက်ကားဖြုံးနေကြတယ်နောက်တော့အပြုံးနောက်ွယ်မှာဓာတ်ဖွက်ထားသလိုမျက်နှာနဲ့ထွက်လာတယ်စောင့်ရတာကြာသွားပြီးအသက်ကြီးတော့လှုပ်ရှားရခက်တယ်လေကဲပစ္စည်းကိုထုတ်ပြပါဦးဝမ်းကွဲအကူကစိတ်မချမ်းသာပေမဲ့မျက်နှာမပြတ်ပဲကြောက်တုံးကိုထုတ်ပြလိုက်တယ်ကျိုးဖိုးကြီးကအစမှအလေးမထားဘူးကြောက်တုံးတုံးပဲမဟုတ်လားကြည့်လိုက်ပါဦးအဖိုးဟဲကောင်းပြီလေသူကမျက်မှန်တက်ပြီးပေါ့ပေါ့တန်တန်ကြည့်လိုက်တယ်ဒါပေမဲ့ခဏကြာမှသူ့လက်တွေစတင်တုံလာတယ်အသက်ရှူတန်တွေမြန်လာတယ်ဒီဟာမမဘူးဒီအရေးသွေးဒီမျက်နှာပြင်ပေါ်ကနှစ်ပေါင်းများစွာတက်တန်းရင်လာတဲ့အယောင်စင်းဒီထွင်းထူထားတဲ့လက်ရာသူကအခန်းထဲမှာမတိမငြိမ်လမ်းလျှောက်ရင်းအလွန်အမင်းစိတ်လှုပ်ရှားနေတော့တယ်